နဲ့ရှေ့ရောက်မင်္ဂလာပါလို့ကဲရှယ်လို့ရတဲ့နေရာလေးတွေမှာရှယ်ပြီးမယ်နော်မျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေမယ်ရေးကဲညီကိုမောင်နှမလေးဒီနေ့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ဘိုင်ပတ်တီးဒီ9ပိုင်း9ပတ်တီးခွန်ပိုင်းခွန်ပတ်တီးနော်9ခွန်ပိုင်းပတ်တီး9ခွန်ပိုင်းပတ်တီးကိုကျွန်တော်တို့ညီကိုမောင်နှမလေးအကောက်ကလာပန်းနေလိုက်တယ်နော်ပြောပြမယ်ဆိုမှ view အားကြောက်အောင်ကဲဒီညီကိုမောင်နှမလေးဒီနေ့တနေ့ကုန်လုံးကျွန်တော်အစရအပူပါလားအပူမပါအပူပါတယ်တလုံးလေးပဲပေါ့နော်တလုံးလေးပဲကျွန်တော်ရွေးပေးမယ်နော်66ရောက်166ရောက်မင်္ဂလာပါနော်ဒါအဲ့တော့ကျွန်တော်ညီကိုမောင်နှမလေးအမှားမှန်ကိုတော့လက်ခံပေးရမယ်နော်အမှားမှန်ကိုတော့လက်ခံပေးရမယ်ကဲကျွန်တော်ညီကိုမောင်နှမလေးဒီနေ့တနေ့ကုန်ဘိုင်ပတ်တီးဒီ9ပိုင်း9ပတ်တီးနော်9ပိုင်း9ပတ်တီးတနေ့ကုန်နော်တနေ့ကုန်နော်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါနော်9ပိုင်း9ပတ်တီးနော်ညီကိုမောင်နှမလေးကြားတဲ့ညီကိုမောင်နှမလေးခုနောက်မှယူမယ်ဆိုတဲ့ညီကိုမောင်နှမလေးကျွန်တော်မှန်းပေးခဲ့တယ်နော်9ပိုင်း9ပတ်တီးတနေ့ကုန်နော်9ပိုင်း9ပတ်တီးကျွန်တော်တို့9ပိုင်း9ပတ်တီးနဲ့ပတ်သက်လာရင်ကျွန်တော်တို့တင်းစောရမယ့်ကဏ္ဍဒီတင်းစောရမယ့်ကဏ္ဍဒီမဲ့53 54နော်51 50 53ညာနော်ညီမောင်နှမတွေ9ပိုင်း9ပတ်တီးနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တင်းစောရမယ့်ကဏ္ဍနော်53 54 51 53ညာနော်ကဲကျွန်တော်တို့တရားကတဏီကုံထိုးရမယ်နော်ညီမောင်နှမတွေအဲ့9တလုံးကတကယ်လို့ကျွန်တော်တို့မနက်ပိုင်းမှာထွက်တယ်ဆိုရင်ကျွန်တော်တို့ညနေပိုင်းထိုးစီရမလို့တော့ဘူးเนาะညနေပိုင်းထိုးစီရမလို့တော့ဘူးเนาะဒါတဏီကုံတစ်လုံးကိုချပေးတာเนาะညီကောင်မောင်နှမတွေတဏီကုံတစ်လုံးเนาะ9ပိုင်း9ပတ်တီเนาะ9ပိုင်း9ပတ်တီเนาะညီကောင်မောင်နှမတွေမနက်ပိုင်းမှာကျွန်တော်တို့ထွက်ခဲ့ရဆိုရင်ညနေပိုင်းမှာထိုးစီရမလို့တော့ဘူးเนาะ9ပိုင်း9ပတ်တီเนาะ9ပိုင်း9ပတ်တီ9နဲ့ပတ်သက်လာရင်တင်ထိုးရမယ့်ကဏ္ဍဒီ53 54 51 53ညာဆိုပြီးတော့နော်53ညာဆိုပြီးတော့4ခွက်ရှိတယ်နော်ဒါတဏီကုံနော်တဏီကုံညီကိုမောင်နှမတွေခုနောက်မှယူမယ်ဆိုတဲ့ညီကိုမောင်နှမတွေကြားလာမလို့နော်ကြားတယ်ဆိုရင် comment လေးမှာရေးလာပြီနော်ကြားပါတယ်ခမညာကြားပါတယ်ဆိုပြီးရေးလာပြီနော်တဏီကုံ9ပိုင်း9ပတ်တီနော်ညီကူမောင်နှမတွေတဏီကုံ9ပိုင်း9ပတ်တီတကယ်လို့ကျွန်တော်တို့ဟုတ်ကဲ့ပါကိုလေးတကယ်လို့ကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်တို့ထွက်တယ်ဆိုရင်ကျွန်တော်တို့ရေးရမယ်နော်အပူပေးပါအပူကတော့မတွေ့သေးဘူးနော်ညီလေးအပူကတော့ကျွန်တော်စီမှာမတွေ့သေးဘူးအပူဆိုင်မတွေ့သေးလို့ကျွန်တော်ထည့်မပေးတာနော်တကယ်လို့အပူကြိုက်တယ်ဆိုလို့ရှိရင်နော်99နဲ့ခွန်ကိုထိုးနော်အပူကြိုက်တယ်ဆိုရင်99နဲ့ခွန်ကိုထိုးနော်ညီလေးအပူကြိုက်တယ်ဆိုရင်99နဲ့ခွန်ကိုထိုးပါခင်ဗျာကဲ85ရောက်မင်္ဂလာပါနော်တဏီကုံလုံးနော်ညီကိုမောင်နှမလေးကိုကတလုံးနဲ့ပဲထိုးခြင်းနဲ့ညီကိုမောင်နှမလေးနော်ကျွန်တော်ရွေးပြီးတယ်နော်9ပိုင်း9ပတ်တီ9ပိုင်း9ပတ်တီနော်ဒါတဏီကုံနော်9ပိုင်း9ပတ်တီတဏီကုံနော်ညီကူမောင်နှမတွေကဲကျွန်တော်တို့ဒီမနက်ပိုင်းမှာဒါကတလုံးထိုးခြင်းနဲ့ညီကူမောင်နှမတွေကိုရွေးပြီးတာနော်ဒါကတလုံးနဲ့ပဲစော့ခြင်းနဲ့ညီကူမောင်နှမတွေကိုကျွန်တော်ရွေးပြီးတာနော်9ပိုင်း9ပတ်တီကဒါတလုံးနဲ့ပဲထိုးခြင်းနဲ့ညီကူမောင်နှမတွေအတွက်ကျွန်တော်ကရွေးပြီးတာကဲကျွန်တော်တို့ဒီမနက်ပိုင်းမှာ9ပိုင်း9ပတ်တီခွန်ပိုင်းခွန်ပတ်တီနော်9ခွန်ပိုင်းပတ်တီနော်ညီကူမောင်နှမတွေ9ခွန်ပိုင်းပတ်တီတဏီကုံတစ်လုံးထိုးခြင်းနဲ့ဆိုရင်9တလုံးကိုထိုးနော်တဏီကုံထိုးခြင်းနဲ့ဆိုရင်9တလုံးနော်9တလုံးကဲကျွန်တော်တို့အဲ့9တလုံးမနက်ပိုင်းမှာထွက်ရင်အောင်ပွဲခံမယ်နော်ကျွန်တော်တွေ့ထားတယ်နော်9တလုံးကဗုဒ္ဓဟူးမကြော်ဘူးကျွန်တော်တွေ့ထားတယ်နော်ဒီဗုဒ္ဓဟူးမကြော်ဘူးနော်9တလုံးကအားကြောင့်မလို့ကျွန်တော်ညီကူမောင်နှမတွေကိုထိုးပါဆိုပြီးကျွန်တော်ပြောပြပေးနေတာနော်ကျွန်တော် site မှာတွေ့ထားတယ်ဒီနေ့တနေ့ကုန်အားကောင်းတယ်နော်9တလုံးအားကောင်းတယ်ကျွန်တော်ဒါလေးပဲပြောချင်တယ်နော်ညီကူမောင်နှမတွေ
ငါးတစ်လုံးအားကောင်းတယ်နော်ငါးတစ်လုံးအားကောင်းတယ်ဒါကကျွန်တော်ပြီးတာတချို့လူတွေကျတော့နှလုံးလိုချင်တယ်လေနှလုံးလိုချင်တော့ကျွန်တော်က9ပိုင်9ပတ်ဒီခွန်ပိုင်ခွန်ပတ်ဒီဆိုပြီးနှလုံးလေးချပေးလိုက်တယ်နော်နှလုံးချပေးရတယ်ပေါ့နော်ဝမ်းချင်းလို့လည်းခေါ်တယ်ပတ်ဒီလို့လည်းခေါ်တယ်ပေါ့နော်ဒါကအကုန်လုံးကိုကျွန်တော်ကစေတနာအနေနဲ့ချပေးတာနော်ညီကူမောင်မတွေကဲကျွန်တော်တို့ဒီမနေ့ပိုင်းမှာဘိုင်ပတ်ဒီဒီ9ပိုင်9ပတ်ဒီနော်ခွန်ပိုင်ခွန်ပတ်ဒီ9ခွန်ပိုင်ပတ်ဒီနော်ခွန်လိုက်နေတဲ့ဆရာတဲ့ခွန်လိုက်နေတွေ့နေပြီနော်ဒီမှာတွေ့ထားတယ်နော်ဒါပေမဲ့ခွန်လိုက်နေတဲ့အတွက်ဒီနေ့ကတော့ညီလေးရေအကူကတော့နော်အကူကြိုက်တာတော့ဗောနော်9ကြိုက်ဆုံးပဲဒီနေ့တနေ့ကုန်လုံးနော်9ကြိုက်ဆုံး9အားကောင်းတယ်လို့ကိုခန့်မှန်းထားတယ်ဗောနော်ဒီနေ့9တလုံးကိုအကူဒါပေမဲ့ကိုကြိုက်ချင်လဲထိုးဗောနော်ကိုကြိုက်မချင်လဲမထိုးနဲ့ဗောဒါကတော့ဘဒုမှာထိုးပါဆိုပြီးတော့ကိုကတော့မတိုက်တွန်းဘူးပေါ့နော်ဘဒုမှာထိုးပါဆိုပြီးတော့မတိုက်တွန်းဘူးကိုယုံကြည်တယ်ဆိုရင်ထိုးအကူခံမှန်းထားတယ်ဒီနေ့9တလုံး100ပြည့်ဆိုပြီးတော့ခံမှန်းထားတယ်ပေါ့နော်ဒါကတော့အမှားမှန်တော့ရှိမှာပဲပေါ့နော်အမှားမှန်တော့ရှိမှာပဲဒါပေမဲ့ဒီနေ့ကိုတနေ့ကုန်လုံး9တလုံးလာရမယ်ဆိုပြီးကို100ပြည့်ခံမှန်းထားတယ်ပေါ့နော်အကူခံမှန်းထားတယ်အကူစိုက်မှာလဲ9ကိုတစ်ဆိုင်နှစ်ဆိုင်သုံးဆိုင်လေးဆိုင်9ကို4ဆိုင်တွေ့ထားတဲ့အတွက်အားကြောင့်မလို့အကူ9ကိုအဲ့လိုမျိုးပေါ့နော်100ပြည့်ဆိုပြီးအကူခံမှန်းထားတယ်ပေါ့နော်ဒီနေ့က9တလုံးကို100ပြည့်ဆိုပြီးတော့ခံမှန်းထားတယ်စိုက်4ဆိုင်တွေ့ထားတယ်စိုက်အနည်းဆုံး3ဆိုင်တွေ့ရင်တော့9လာတာများတယ်အခုက4ဆိုင်ဆိုတော့ကိုက9အားကောင်းတယ်လို့ကိုခံမှန်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ဒါကတော့ကိုယုံကြည်ရင်တော့ထိုးပေါ့နော်ကိုမယုံကြည်ရင်လည်းမထိုးနဲ့ပေါ့ဟိုတချို့လူတွေကြတော့ရရင်တော့ယူမယ်မပေါက်ရင်တော့လှောင်မယ်ဆိုတဲ့စိတ်ဓာတ်တွေရှိရလေဟုတ်တယ်မလားဒါကတော့ကိုကြိုက်ချင်ထိုးပေါ့နော်ကိုမကြိုက်ချင်လည်းမထိုးနဲ့ပေါ့နော်ဒါကတော့ကျွန်တော်အမြင်အတွေ့တိုင်းပဲကျွန်တော်ပြောပြပေးတာနော်ဒါကတော့တချို့ညီကိုမောင်နှမတွေကြတော့စေတနာနဲ့မတန်ဘူးလေဟုတ်တယ်မလားပေါက်ရင်တော့သူတို့တွေကယူကြမယ်မပေါက်ရင်တော့လာပြောမယ်အဲ့လိုတချို့ညီကိုမောင်နှမတွေအဲ့လိုစိတ်ဓာတ်တွေရှိတယ်နော်အဲ့ဒါကြောင့်ကိုကြိုက်နှစ်တတ်ရင်စောကြိုက်နှစ်မတတ်ရင်မစောနဲ့ပေါ့နော်ကိုကြည့်လို့မရရင်ဒီ light ကိုဝင်မကြည့်နဲ့အဲ့လိုမျိုးထွက်သွားလိုက်ပေါ့နော်အဲ့လိုမျိုးပြောပြတာကိုအမြင်မကြည့်ဘူးဆိုလို့ရှိရင်ပြောတာနော်ကဲညီကိုမောင်နှမတွေကဲမာလီမတ်ဘယ်သူလဲကဲမတ်စာထွေးလားဟုတ်လားမတ်စာထွေးမင်္ဂလာပါနော်မာလေးရေဒီနေ့ဒါကတော့ကျွန်တော်ကိုယုံကြည်ပြီးအမြဲတမ်းထိုးနေတဲ့မာလေးပေါ့နော်ဒီနေ့တနေ့ကုန်လုံးမာလေး9တလုံးအားကောင်းတယ်နော်မာလေးကြားရတာမသိဘူးကြားရင်အတန်စာလေးကြီးလာပြီရောနော်မာလေးမတ်စာထွေးလားနော်မာလေးကြားရတယ်ဆိုရင်ဒီကြားတယ်မောင်လေးခဏ9တလုံးနော်မာလေး9တလုံးကိုထိုး9တလုံးကိုပန်နော်တဏီကုန်လုံးနော်မာလေးကျွန်တော်ဒါအကောင်းဆုံးရွေးပေးတာနော်ကျွန်တော်တို့မနေ့ကတော့ကျွန်တော်တို့အစင်မပြေခဲ့ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားတယ်နော်အကောင်းဆုံးစူးစမ်းပေးထားတယ်မနေ့ကတော့ယုံကြည်ရဲ့အားပေးလဲပါဟုတ်ခဲ့ပါနော်နော်ဒီနေ့အကောင်းဆုံးစူးစမ်းပေးထားတယ်ကျွန်တော်တို့မနေ့ကတော့အစင်မပြေဘူးဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်100ပြည့်ခံမှန်းထားတယ်ပေါ့နော်100ပြည့်ခံမှန်းထားတယ်ကျွန်တော်တို့ကနန်းနေအောင်ရမယ်ဒီနေ့နော်9တလုံးပတ်လိုက်မယ်ဟုတ်ကဲ့ပိုးပြီးတော့ပတ်ပြီနော်ပိုးပြီးတော့ပတ်ပြီအလဲပိုးပြီးတော့9ချက်ဖို့ပိုးထိုးပြီလူများကိုအလဲနော်ပိုးပြီးတော့လူများကိုပိုးပြီးတော့ပိုးထိုးပြီဟုတ်ပြီလား9တလုံးပေါက်ထားနဲ့အောင်မွေးခံမယ်နော်ဒါကကျွန်တော်တလုံးကောင်းလေးကိုညီကောင်မောင်နှမတွေအတွက်ကျွန်တော်ထုတ်ပေးတာနော်ကိုလုံးကိုထုတ်ပေးတာကျွန်တော်ထုတ်ပေးတဲ့အလုံးကမလာဘူးဆိုလို့ရှိရင်ကျွန်တော်ကိုကြိုက်တယ်လို့လာပြောလိုက်ပါဆိုလဲဆိုကျွန်တော်ဒီအဖွဲဝင်တွေပြီးတဲ့ကဏ္ဍအမြဲတမ်းအောင်တယ်နော်
နော်အဖွဲဝင်နေပြီးတဲ့ကနန်မောင်းလေးအောင်နော်အဖွဲဝင်နေကိုပေးလိုက်တဲ့ကနန်ကျွန်တော်ထုတ်ပြီးတဲ့တလုံးဆိုတော့မအောင်ဘူးဆိုတာမရှိဘူးနော်ဒါကျွန်တော်ကိုယ်တိုင်လဲဒီနှလုံးကနန်းကိုကျွန်တော်ထုတ်ပေးနေတာနော်ထုတ်ပေးနေတာနော်အဲ့တလုံးကအမြဲတမ်းလာဘူးလာတယ်နော်တခါတလေကျွန်တော်နှလုံးထုတ်ပေးရင်နှလုံးလုံးလာတယ်တခါတလေဆိုသုံးလုံးလုံးတော့လာတယ်အဲ့လိုမျိုးလေးတွေရှိတယ်နော်ဒါကကျွန်တော်ညီကူမောင်နှမတွေဒီတလုံးလေးကိုထိုးခြင်းတဲ့ညီကူမောင်နှမတွေကိုပြောတာနော်တလုံးလေးကိုထိုးခြင်းတဲ့ညီကူမောင်နှမတွေကိုပြောတာ9ပိုင်9ပတ်တီ9ပိုင်9ပတ်တီနော်9ပိုင်9ပတ်တီကိုဒါကတော့ကိုကစေတနာနဲ့ပေးတာပေါ့နော်စေတနာနဲ့ပေးတာ9ပိုင်လာမောင်လေးဟုတ်တယ်9ပိုင်9ပတ်တီတဏီကုံနော်တဏီကုံ9ပိုင်9ပတ်တီ9ပိုင်9ပတ်တီကိုမနက်ပိုင်းမှာထွက်ရင်ညနေပိုင်းရက်မယ်ညနေပိုင်းမလိုက်ဘူးနော်ကျွန်တော်ပြောပြီးတော့နော်9ပိုင်9ပတ်တီဒီနေ့ထွက်တယ်ဆိုရင်ညနေပိုင်းဆက်ထိုးစရာမလိုတော့ဘူးနော်9ပိုင်9ပတ်တီမနက်ပိုင်းမှာတော့ပိုးပြီးတော့အစင်ပြေတယ်ဘာလို့အစင်ပြေလဲဆိုတော့မနက်ပိုင်းမှာကဇုံပြောင်းတယ်ဇုံပြောင်းတဲ့အတွက်မနက်ပိုင်းမှာပိုးပြီးတော့အကောင်းဆုံးလေးကိုဂယူးဆိုင်ပြီးတော့စော့ပြီနော်မနက်ပိုင်းမှာကျွန်တော်တို့ဇုံပြောင်းတဲ့အတွက်နော်မနက်ပိုင်းမှာဇုံပြောင်းတဲ့အတွက်ကျွန်တော်တို့မနက်ပိုင်းမှာအားဆိုင်ပြီးတော့စော့ပြီနော်9ပိုင်9ပတ်တီကိုနော်နောက်ပြီးကြမှာဆရာကြီး9ကိုတော့ပတ်တယ်ခုံမပတ်လိုက်ရဘူးဆိုတာဒါကတော့ကိုကတော့ဟိုစိတ်စနှုတ်တော့မဝင်နဲ့ပေါ့နော်စိတ်စနှုတ်တော့မဝင်နဲ့ကိုလှုပ်ဆရာရှိတဲ့အတိုင်းပဲလှုပ်မနေ့ပိုင်းမှာမလာဘူးဆိုရင်ညနေပိုင်းကိုဆက်ထိုးဒီနေ့နောက်ဆုံးပဲအဲ့9တလုံးကိုကျွန်တော်ထုတ်ပေးထားတာနော်ညီကူမောင်နှမတွေဒီနေ့တလုံးဒီနေ့နောက်ဆုံးပိတ်ရက်ပဲเนาะအဲ့9တလုံးကိုဒီနေ့ကျွန်တော်အမေအကောက်မှာလည်းတင်ပေးထားတယ်เนาะအကောက်မှာလည်းတင်ပေးထားတယ်ဒီနေ့29ရက်ဗုဒ္ဓဟူးနေ့9ကိုလာရမယ်เนาะတရားပြေးခမန်းထားတယ်เนาะတရားပြေးခမန်းထားတယ်စိုက်ကလည်း4စိုက်တွေ့ထားတဲ့အတွက်နော်စိုက်ကလည်း4စိုက်တွေ့ထားတဲ့အတွက်9တလုံးကိုအားကောင်းတယ်ဒါတချို့ညီကူမောင်နှမကြီးကြတော့ကိုက9တလုံးလေးတင်ပေးလိုက်ရင်ဆရာကြီးနောက်တလုံးမတင်ပေးဘူးလားအဲ့လိုမျိုးလာလို့မဟုတ်လို့ကျွန်တော်ကဒီမနေ့ပိုင်းမှာ9ပိုင်9ပတ်တီခွန်ပတ်တီဆိုပြီးတော့ကျွန်တော်နှလုံးချပေးထားတယ်ခွန်ကကြတော့စိုက်2စိုက်တွေ့ထားတယ်9ကြတော့စိုက်4စိုက်မှာတွေ့ထားတယ်9စိုက်4စိုက်တွေ့ထားတဲ့အတွက်အားကြောင့်မလို့9ပိုင်9ပတ်တီခွန်ပတ်တီဆိုပြီးကျွန်တော်ကနှလုံးချပေးတာတကယ်လို့ကိုက9တလုံးနဲ့ပဲလိုက်လွှင့်နေဆရာကြီးနောက်တလုံးမတင်ပြီးတော့ဘူးလားတချို့လူတွေကရှိတယ်လေအားကြောင့်မလို့ကျွန်တော်ကနှလုံးလုံးစုံချပေးတာเนาะဒီမနေ့ကျွန်တော်တို့9ပိုင်9ပတ်တီเนาะတဏီကုံเนาะတဏီကုံ9ပိုင်9ပတ်တီနော်9ပိုင်9ပတ်တီပေါ့ရင်ကျွန်တော်ညီကူမောင်နှမတွေမနီးအားထိုးထားတဲ့အကြီးပြန်ရမယ်နော်မနီးကထိုးထားတဲ့အကြီးပြန်ရမယ်မနီးက200ကုန်လား200ကုန်ရင်ဒီနေ့ပြန်ရမယ်ပေါ့နော်9ပိုင်9ပတ်တီကိုကျွန်တော်တို့စော့မယ်နော်ဒီနေ့ဒါကတော့အမားမှန်ဟိုကတော့လက်တင်ခံနိုင်ရမယ်နော်အမားမှန်ဟိုကတော့ကျွန်တော်ညီကူမောင်နှမတွေလက်တင်ခံနိုင်ရမယ်ဟုတ်တယ်မလားနော်အမားမှန်ကိုတော့လက်တင်ခံနိုင်ရမယ်ဟုတ်တယ်မလားအမှန်ကိုယူမလားအမားကိုယူမလားဗောနော်အမားမှန်ကိုတော့လက်တင်ခံနိုင်ရမယ်နော်အမားမှန်ကိုလက်တင်ခံနိုင်နေဆိုရင်ကျွန်တော်ပြောတယ်လို့ပဲလှုပ်เสียရှိတဲ့အတိုင်းပဲလှုပ်နော်ဘာလို့လဲဆိုတော့မကုန်နေဘူးတဲ့โอเคဟုတ်တယ်နော်ဒါအမားလို့ကစောတတ်တယ်လीဟုတ်တယ်မလားစောတတ်တယ်တချို့လူတွေကြတော့မဟုတ်ဘူးတစ်ချက်တည်းပြစ်ချလိုက်တာအဲ့လိုမျိုးတုံညာအားနေလားအကိုတဲ့တုံညာကတော့အားမနေပါဘူးဒါပေမဲ့တုံညာလာလို့ရှိလို့ရှိရင်ကြာတာပတိတောက်ကြမှာလာလိမ့်မယ်နော်မနှက်ဖြန်လာလိမ့်မယ်ပေါ့နော်ကျွန်တော်တုံညာကိုမနှက်ဖြန်မှာကျွန်တော်ချပေးမယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်မတွေ့ထားဘူးပေါ့နော်မာလေးထိုးကျင်တယ်ဆိုလဲထိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့မပိတ်ပင်ဘူးပေါ့နော်တုံ
ညာကိုကျွန်တော်ကအမေဒီ main ကွက်ထဲမှာလည်းပါတယ်ဆိုတော့ဗောနော်တုံညာကိုတော့ဒီနေ့အားမတန်ဘူးဗောနော်ဒါပေမဲ့ main ကွက်ထဲမှာတော့ထည့်ပေးထားတယ်ဆိုတော့နော်တုံညာကိုကြတော့ကျွန်တော်ကြာတာပလေးဗုဒ္ဓဟူးမှာမှန်းထားတယ်ဗောနော်ဒီနေ့ကတော့မာလီကြိုက်ရှင်လဲထိုးဗောနော်အဲ့မဲ့85တုံညာခွန်လေး54ဆိုပြီးအမေ main or 4ကွက်မင်းရော၄ခွဲထည့်ပြီးထားတယ်เนาะအဲ့ထဲမှာအမကြိုက်တဲ့တုံညပါတယ်ပေါ့เนาะအဲ့လိုလေးတော့ရှိတယ်เนาะတုံညကိုမလာဘူးလို့တော့မပြောဘူးပေါ့เนาะအားနေတဲ့ထဲမှာလည်းမပါတယ်လို့เนาะဒီတုံညကလည်းစိတ်မရှာတဲ့ခဏန်းထဲမှာလည်းပါတယ်ပေါ့เนาะဒီတုံညကလည်းဒါပေမဲ့ကျွန်တော်တို့ကတော့9ပိုင်9ပတ်ဒီပဲကျွန်တော်တို့ကတော့ကျွန်တော်ကိုအားပေးနေတဲ့ညီကူမောင်နှမတွေကိုကျွန်တော်ဒီမနေ့တနေ့ကုန်လုံးထုတ်ပေးလိုက်တယ်เนาะကျွန်တော်ကိုအားပေးနေတဲ့ညီကူမောင်နှမတွေဒီနေ့9ပိုင်9ပတ်ဒီထွက်ရင်ကျွန်တော်တို့ပြည်လဲပြီးတာမှတ်လိုက်ပေါ့ကျွန်တော်တို့ဘဝတွေเนาะအကျွေးရှိတဲ့လူတွေရှိလားအကျွေးရှိတဲ့လူတွေဆိုရင်9ပိုင်9ပတ်ဒီကိုထိုးဒီနေ့เนาะတဏီကုံလုံးเนาะတဏီကုံလုံးကိုဖောင်းကိုချင့်ချိန်ပြီးတော့ထိုးเนาะကိုဖောင်းချင့်ချိန်ပြီးတော့ထိုးဥပမာ250ရှိတယ်ဆိုလို့ရှိရင်150ဘူးလေးထိုးညနေပိုင်းကျမှ150ဟိုအဘူးထိုးเนาะ180အဲ့လိုမျိုးလေးပေါ့85ချက်ဘူးထိုးပေါ့เนาะ150ရှိတယ်ဆိုလို့ရှိရင်150ရှိတယ်ဆိုလို့ရှိရင်မနက်ပိုင်းမှာ85ချက်ဘူးထိုးညနေပိုင်းမှာ85ချက်ဘူးထိုးအဲ့လိုမျိုးလေးထိုးဒါ150ရှိရင်ပြောတာเนาะတခါတည်းပြည့်မထွင်နဲ့ဒါကျွန်တော်ပေးရတနေကုံဆိုပြီးပေးခဲ့ရเนาะတနေကုံဆိုပြီးတော့ကျွန်တော်ပေးခဲ့ရเนาะဟိုတခါတည်းဆရာကြီးမနေ့ပိုင်းတော့ငါလိုက်တယ်ညနေကျမှလာထွက်တယ်အဲ့လိုမျိုးကြီးဖြစ်မှကြောက်လို့နော်ဒါကျိုးပြောထားတာတချို့လူတွေကြတော့မဟုတ်ဘူးလောဘကြီးတယ်လောဘကြီးရတခါတည်းထိုးချလိုက်တာအဲ့လိုမျိုးတခါတည်းထိုးချလိုက်တာနောက်တကယ်ငါလာတဲ့ချိန်ကျတော့ကိုကနန်းလာတဲ့ချိန်ကျတော့ပတ်စံမရှိတော့ဘူးအဲ့မှာအတဲကွဲပြီးတော့တေးလိုက်အဲ့လိုမျိုးတွေရှိတယ်ဟုတ်တယ်မလားကျွန်တော်ပြောတာအကုန်လုံးကိုရှင်းချိန်ပြီးတော့ထိုးနော်ဒါရင်9ပိုင်9ပတ်ဒီထွက်ရင်ဒီမနေ့ဒိုင်ကွဲပြီးတာမှတ်နော်ဒီမနေ့ဒိုင်ကွဲပြီးတာမှတ်9ပိုင်9ပတ်ဒီတာထွက်ရင်နော်ဒီထဲမှာကြည့်တဲ့ညီကိုမောင်နှမတွေအကုန်ပေါက်ပြီးတာမှတ်9ပိုင်9ပတ်ဒီဒါပေမဲ့ကျွန်တော်ကမနေ့ပိုင်းမှာကျွန်တော်ညီကိုမောင်နှမတွေကိုဘာလို့အားပေးလဲဆိုတော့ကျွန်တော်တို့မနေ့ပိုင်းမှာကဇုံပြောင်းနေနော်ဇုံပြောင်းနေမနေ့ပိုင်းမှာကဇုံပြောင်းတဲ့အတွက်အားကောင်းတယ်ညနေပိုင်းမှာကျတော့ကိုရီးယားထိတ်တလုံးကိုငါးထိတ်ကိုဥပမာညနေပိုင်းဆွဲတယ်ဆိုထိတ်တလုံးငိန်သွားရင်အမားလို့ကြိုက်တဲ့ကဏ္ဍမဲ့ထွက်အကုန်ရပြီနော်ဒါပြောပြတာချဲထိုးတယ်ဆိုတာလေကိုကထိုးတတ်ဖို့လေလိုတယ်ရမ်းထိုးလို့မရဘူးရမ်းထိုးရင်တိုင်ကိုလှုပ်ကြွေးနေရတယ်လို့ပဲဖြစ်မယ်ဟုတ်တယ်မလားကိုကညနေပိုင်းဆိုလို့ရှိရင်ထိတ်ဆွဲတာအကောင်းဆုံးပဲမပတ်နဲ့ညနေပိုင်းဆိုရင်မပတ်နဲ့ထိတ်ဆွဲကိုတင်အားမဲ့မိန်ကွက်ကိုတင်ထိုးအဲ့လိုမျိုးလေးညနေပိုင်းမှာထိတ်ဆွဲရင်တော့ပိုးတီကြတာဗောနော်ထိတ်ဆွဲလိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုပဲလာပေါက်ပြီဗောနော်51ပဲလာ9တုံညပဲလာအဲ့လိုမျိုးတွေရှိတာဗောနော်ကဲအားလုံးပဲနော်ဒီကူမောင်မလေးကျွန်တော်တို့ဗုဒ္ဓဟူးနေ့မနေ့ပိုင်းမှာ9ပိုင်9ပတ်ဒီခွန်ပိုင်ခွန်ပတ်ဒီနော်9ခွန်ပိုင်ပတ်ဒီနော်စိတ်ဓာတ်မကြနဲ့ဒီနေ့မှာဗုဒ္ဓဟူးပဲရှိသေးတယ်ဒီနေ့2ကြိမ်မနက်ဖြန်2ကြိမ်နောက်ထပ်6ကြိမ်တောင်ကြံသေးရနော်နောက်ထပ်6ကြိမ်ဒီနေ့ရောပါတယ်နော်6ကြိမ်ကြံနေတယ်ဗျာ6ကြိမ်ကိုကျွန်တော်တို့4ကြိမ်ဝင်တော်ပြီဟုတ်ပြီကျွန်တော်ခံမှန်းထားရနော်6ကြိမ်ကို4ကြိမ်ဝင်တော်ပြီဒါကျွန်တော်ခံမှန်းထားတာနော်6ကြိမ်ကို4ကြိမ်ပဲဝင်3ကြိမ်ပဲဝင်ကျွန်တော်တို့ဝင်တော်ပြီဘာလို့လဲဆိုတော့ကျွန်တော်တို့တနင်္လာနေ့က2ကြိမ်ဝင်ပြီးသွားပြီလေဟုတ်တယ်မလားကျွန်တော်တို့တနင်္လာနေ့က2ကြိမ်ဝင်ပြီးသွားပြီဒါပေမဲ့အင်္ဂါနေ့က1ကြိမ်မှမဝင်ဘူးဒါအမှန်တိုင်းပြောတာနော်အမှန်တိုင်းပြောတာကျွန်တော် line ပေါ်ကဆရာဒီလို့မဟုတ်ဘူးเนาะကျွန်တော်တို့ကမဝင်ဘူးဝင်နေပြောတာပဲเนาะကျွန်တော်တို့တနင်္လာနေ့ကမနက်ပိုင်းမှာ6ပိုင်6ပတ်ဒီဝင်တယ်
ညနေပိုင်းမှာနှစ်ပိုင်းနှစ်ပတ်ဒီ28နဲ့တနင်္လာနေ့မှာတနေကုန်အောင်ခဲ့တယ်နော်အင်္ဂါနေ့မှာကျတော့ကျွန်တော်တို့မဝင်ခဲ့ဘူးနော်ဒါအမှန်တိုင်းပဲကျွန်တော်ပြောတာကျွန်တော်တို့ကကနန်းမဝင်ဘူးကျွန်တော်တို့ကအဲ့လိုမျိုးကျွန်တော်တို့စိတ်ဓာတ်ကဟိုမဝင်တာကြီးကို line ပေါ်မှာကျွန်တော်တို့ကနန်းဝင်သွားပါတယ်အဲ့လိုမျိုးကျွန်တော်တို့ပြောင်းတင်တာတွေကျွန်တော်တို့မှမရှိဘူးဒါကျွန်တော်စိတ်ဓာတ်အမှန်ပဲနော်ဒါကျွန်တော်တို့တနင်္လာနေ့မှာမနေ့ပိုင်းမှာ6ပိုင်း6ပတ်ဒီအောင်ခဲ့တယ်ညနေပိုင်းမှာကျတော့နှစ်ပိုင်းနှစ်ပတ်ဒီ28ဆိုပြီးတော့နှစ်ဒီစာရခဲ့တယ်နော်တနင်္လာနေ့ကနော်မနေ့ပိုင်းမှာဟုတ်တယ်လေတရက်လောက်ကတော့ဖောက်တာပေါ့ဟုတ်တယ်မလားဒါတချို့လူတွေကျတော့နားမလဲဘူးလေနားမလဲဘူးလူတို့တွေတချို့လူတွေကျတော့ဟိုလောင်ပြောင်ကြတာပေါ့နော်အဲ့လိုမျိုးလေးကိုကလကားပေးတာလေဟုတ်တယ်မလားမလေးစေတနာနဲ့လူတို့တွေမမြင်ဘူးစေတနာနဲ့လူတို့တွေမမြင်ဘူးဟိုကျွန်တော်လူတို့လိုက်လွှင့်နိုင်လားအဲ့လိုမျိုးကျွန်တော်လူပေးနိုင်လားလူတို့တွေမေးကြည့်ကြပါလားအဲ့လိုမျိုးကျွန်တော်လူပဲလှုပ်ခိုင်းကြည့်ပါလားတယောက်မှလုံနိုင်မှာမဟုတ်ဘူးနော်ကျွန်တော်လဲဟို130မဟုတ်ဘူးကျွန်တော်လဲအလုံးတစ်ဖက်နဲ့ကျွန်တော်လဲ130ဂျလီဘီလဲမဟုတ်ဘူးကျွန်တော်လဲအလုံးတစ်ဖက်နဲ့ဒါကျွန်တော်ညီကူမောင်နှမတွေကိုကျွန်တော်ကဟိုပေါက်ချင်တဲ့စိတ်ကြောင့်ကျွန်တော်ကလိုက်လွှင့်ပေးတာလိုက်လွှင့်ပေးတယ်ပြောပေးတယ်အကောင့်မှလည်းတင်ပေးတယ်ဒါကျွန်တော်လူမျိုးရှားကြည့်ဗျာကျွန်တော်လူမျိုးရှားကြည့်နော်ဒီခေတ်ကြီးထဲမှာဗျာစီးပွားရေးသမားကြီးပဲကျွန်တော်လူမျိုးကိုရှားကြည့်လိုက်နော်ကျွန်တော်လူမျိုးကိုရှားကြည့်လိုက်ဘယ်သူပြောပြလဲအချိန်ပေးပြီးတော့ဘယ်သူမှမပြောပြဘူးနော်သူတို့စီးပွားရေးလောကမှာပဲသူတို့စီးပွားရေးပဲသူတို့ငွေပဲမြင်တယ်မာလေးကနန်းလူကျင်လာလားအဖွဲဝင်လိုက်ရောဘလောက်လွှဲရပြီးတပတ်စာဆိုတသိန်းဆိုတသိန်း9000ဆို9000အဲ့လိုမျိုးတွေရှိတယ်ဒါကသူတို့စီးပွားရေးသမားတွေကျွန်တော်တို့ကတော့အဲ့လိုမျိုးမဟုတ်ဘူးအကုန်လုံးမှားရင်လည်းတူပဲမှန်ရင်လည်းကျွန်တော်တို့မောင်တော်မတွေအောင်ပွဲခံကြမယ်ဒါကျွန်တော်ရဲ့စိတ်ဓာတ်အမှန်ပဲเนาะကျွန်တော်ရဲ့စိတ်ဓာတ်အမှန်ပဲဒါတချို့လူတွေကျတော့နားမလဲဘူးကနန်းမဝင်လှောင်ခြင်းပြောင်းခြင်းကြတာဒါကျွန်တော်ဟိုဂယူးမဆိုင်ပါဘူးဂယူးမဆိုင်တော့ဒါသူများပတ်စံလေးကိုယူထားရလဲမဟုတ်ဘူးလေကိုကစေတနာနဲ့အကုန်လုံးကိုမျှဝေပေးတာအကုန်လုံးကိုပြောပြပေးတာဟုတ်တယ်မလားကိုစေတနာကောင်းရင်စေတနာကောင်းရင်ကျွန်တော်ကံကောင်းနေတာပဲဟုတ်တယ်မလားဘယ်နေရာရောက်ကံကောင်းပြီးတာပဲစေတနာကောင်းတဲ့လူကအခုရွေးထုတ်ပေးရတာလေးထိုးရမလားတဲ့အဲ့မဲ့ကျွန်တော်ရွေးထုတ်ပေးတာဆိုလို့အဲ့မဲ့9နဲ့ပတ်သက်ရင်4ခွက်ရှိတယ်ခွန်နဲ့ပတ်သက်ရင်4ခွက်ရှိတယ်နော်ခွန်နဲ့ပတ်သက်လာရင်4ခွက်ရှိတယ်9နဲ့ပတ်သက်လာရင်4ခွက်ရှိတယ်အဲ့4ခွက်ထဲမှာကျွန်တော်တို့ main တင်ထိုးရမယ်ကနန်းဒီ main တင်ထိုးရမှာနော် main တင်ထိုးရမှာ9 4ရယ်9တုံညာရယ်နော်မဗျာ9ပိုင်း9ပတ်တီးနဲ့ဆိုရင်4ခွက်ရှိတယ်ဗျာ9ပိုင်း9ပတ်တီးနဲ့ဆိုရင်4ခွက်ရှိတယ်အဲ့4ခွက်ထဲမှာ9တုံညာနဲ့54ကိုတင်ထိုးပေါ့နော်အဲ့ခွန်ပိုင်းခွန်ပတ်တီးနဲ့ဆိုလို့ရှိရင်4ခွက်ရှိတယ်အဲ့ခွန်ပိုင်းခွန်ပတ်တီးနဲ့ဆိုရင်4ခွက်ရှိတယ်အဲ့4ခွက်ထဲမှာ80ခွန်4ကိုတင်ထိုးပေါ့နော်ခွန်3 80ကဟောခွန်3ခွန်1ကအရန်ပေါ့နော်အဲ့လိုမျိုးလေးရှိတာပေါ့နော်ဒါကျွန်တော်ရွေးကွက်က4ခွက်ရှိတယ်အဲ့4ခွက်ထဲမှာကျွန်တော် main ခွက်ကို2ခွက်စီထပ်ပြီးဟိုဘက်ချမ်းမှာထပ်ထုတ်ပေးထားတာအဲ့လိုမျိုးလေးတွေနော်ကျွန်တော်တို့ကဟို line ပေါ်ကဆရာတွေလို့တနေ့ကိုအကွက်60လောက်ပေးနေတဲ့ဆရာတွေမဟုတ်ဘူးနော် line ပေါ်မှာတချို့ဆရာတွေတွေ့တယ်ဟုတ်ဟိုတချို့ဆရာတွေအနီးကက်ဆိုရင်အနီးကက်ကနန်းဒါတလီကနန်းတုံးတဲ့လူတွေတည်တယ်ပေါ့နော်အနီးကက်ဆိုရင်အနီးကက်ကနန်းဒီမထွက်ခင်ကတော့တစ်မျိုးတင်တယ်ထွက်ပြီးတော့တစ်မျိုးတင်တယ်အဲ့လိုမျိုးတချို့ဆရာတွေကိုပြောပြတာနော်တချို့ဆရာတွေကိုပြောပြတာဒါကျွန်တော်တို့ကတော့အဲ့လိုမျိုးမဟုတ်ဘူးမထွက်လဲဒီကနန်းပဲထွက်လဲဒီကနန်းပဲကျွန်တော်တို့ကဘယ်တော့မှပြောင်းတင်ခြင်းနဲ့စိတ်ဓာတ်မရှိဘူးနော်ညီကူမောင်မားတယ်ကဲအကုန်လုံးမဲ့24ယောက်မင်္ဂလာပါနော်
24ရောက်မင်္ဂလာပါလို့အကုန်လုံးမယ်နော်ကဲကျွန်တော်ရဲ့ညီကူမောင်မတွေအကုန်လုံးမယ်29ရက်10လ2020နဲ့ငါဗုဒ္ဓဟူးနေ့မနေ့ပိုင်းဘိုင်ပတ်တီးဒီ9ပိုင်း9ပတ်တီးခွန်ပိုင်းခွန်ပတ်တီးနော်9ခွန်ပိုင်းပတ်တီးပါခင်ဗျာ9ခွန်ပိုင်းပတ်တီးနော်9နဲ့ပတ်သက်လာရင်ကျွန်တော်ရွေးချယ်ပြီးတဲ့4ခွက်ရှိပါတယ်ခင်ဗျာခွန်ပိုင်းခွန်ပတ်တီးနဲ့ပတ်သက်လာရင်ကျွန်တော်ရွေးချယ်ပြီးတဲ့ကနန်းလေး4ခွက်ရှိပါတယ်ခင်ဗျာအဲ့ထဲမှာခွန်ပိုင်းခွန်ပတ်တီးနဲ့ဆိုလို့ရှိရင်84က main all ပါခင်ဗျာ9ပိုင်း9ပတ်တီးနဲ့ဆိုလို့ရှိရင်9တုံည94က main all ပါခင်ဗျာโอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ညီကူမောင်နှမတွေဒီလောက်ပဲเนาะကျွန်တော်လည်းအလုံးလုံးအောင်မယ်เนาะကဲကျွန်တော်ရဲ့ညီကူမောင်နှမတွေအကုန်လုံးပဲကျွန်တော်ကိုအခုမှအတွေ့အခုမှမြင်လို့အားပေးနေတဲ့ညီကူမောင်နှမတွေရောကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့လူဟောင်းပုဂ္ဂိုလ်ညီကူမောင်နှမတွေရောเนาะအကုန်လုံးပဲစိတ်တွားတိုင်းကိုပါလူရင်ဆန္ဒတွေတလုံးတော့ဝတွေပြီးသွားပြီးတော့ဗုဒ္ဓဟူးနေ့တဏီကုံမှာငွေတွေအများကြီးဝင်ပါစေเนาะကျွန်တော် line ပိုင်ရှင်မှာဆူတောင်းပေးပါတယ်ခင်ဗျာโอเคအားလုံးပဲเนาะကျွန်တော်ညီကူမောင်နှမတွေအကုန်လုံးပဲကျွန်တော်ကိုအခုမှတွေ့အခုမှမြင်လို့အားပေးတဲ့ညီကူမောင်နှမတွေရောကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့လူဟောင်းပုဂ္ဂိုလ်ညီကူမောင်နှမတွေရောเนาะအကုန်လုံးပဲစိတ်တွားတိုင်းကိုပါလူရင်ဆန္ဒတွေတလုံးတော့ဝတွေပြီးသွားပြီးတော့ဗုဒ္ဓဟူးနေ့တဏီကုံမှာငွေတွေအများကြီးဝင်ပါစေเนาะကဲအားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေခင်ဗျာကဲအားလုံးပဲပိုင်ပိုင်เนาะစနစ်ခွဲရင်ကျွန်တော်တို့အောင်ပွဲခံမယ်